coffee date လောက်ကရိုးရင်းလေးဆိုတဲ့တွေ့တော့ဗောနော် handmade crafting လုပ်လို့ရတဲ့ဆိုင်လေးတခုပြပေးမယ်ဒါကကျွန်တော်ဆိုင်မှာလုပ်လို့ရတဲ့ဟာလေးဗောနော် post လုပ်ပြီးကြည့်ကြည့်ပါဒါဆိုကျွန်တော်ရောင်းချယ်ဖို့အတွက်ဗောနော် color ယူခိုင်းထားတာပါဒါဆိုကျွန်တော်နှစ်ယောက်ဆွဲမဲ့ပုံလေးပေါ့နော် inspire ယူမဲ့ပုံလေး Pinterest ကနေရှာထားပါစပြီးတော့မှဆွဲတာပေါ့နော်အဲ့တော့ဆွဲတဲ့အချိန်မှာလေ तू ကလက်သေးနေလိုမျိုးဆေးဆိုတော့လေဆွဲရတာနည်းနည်းလေးတော့ခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အကျဉ်းသားမရှိတဲ့အတွက်ဒီဟာကိုခက်ခဲနေတော့နည်းနည်းလေးတော့ဆွဲလိုက်ရရပေါ့နော်အောက်ထပ်မှာကျတော့အဲ့လိုမျိုး craft လုပ်တဲ့ဟာရှိပြီးတော့အပေါ်နှစ်ထပ်မှာကျတော့ပေါ့နော်ဒီလိုမျိုး handmade နဲ့ပြီးသွားရင် painting လုပ်တဲ့ပစ္စည်းလေးတွေစုံဒါတော့ BFN လေးတယောက်ကရေးသွားတဲ့ note လေးပါဒါကြတော့ကျွန်တော်တို့အခုရေးထားတဲ့ note လေးပေါ့နော်ဒီမှာဒါပထမဆုံး first time ကြောင့်မလို့ပါဒါတော့ reset တွေကြည့်ရမယ့်အချိန်ဆိုတော့ဒါသူ့ရဲ့ reset လေးပါဒါ inspire ယူထားတဲ့ဟာနဲ့ reset ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ inspire ယူထားတဲ့ဟာနဲ့ reset ပါဒီပိုင်းက6သွားပြီဆိုတော့ဒါ kitchen ရဲ့အနောက်ဘက်မှာထပ်ပြီးတော့မှအယောင်ထပ်ထည့်တာပါအဲ့ရဲ့ decoration တွေကလည်း handmade နဲ့ပုံစံလေးလုံးဝချစ်ဖို့ကောင်းပါတယ်ဒါကြောင့်ကျွန်တော်နဲ့တူအောင်ဆွဲပေးထားတဲ့ order လေးပါဒါကြောင့်ကျွန်တော်သူ့တူအောင်ပြန်ဆွဲထားတဲ့ဇီးဝက်ပုံလေးပါပေါ့နော်အဲ့တော့ lens ကြုံကျွန်တော် water color နဲ့ဆွဲပေးထားတဲ့ဟာကိုကြွားနေရပါအဲ့တော့ကို coffee date လောက်ကရိုးနေပြီဆိုရင်အခုလိုမျိုးပေါ့နော် handmade လေးနဲ့တွားပြီးတော့မှအတူတူအချိန်ကုန်လို့ရပါတယ် follow me for more